ကျွန်းပေါင်း1200နီးပါးရှိတဲ့ motif မှာကျွန်းတိုင်းလူနေသလားမချို့ကဒီဗီဒီယိုလေးနဲ့ motif ရဲ့ local island အကြောင်းကို share လုပ်ပြီးသွားမှာပါ motif မှာကျွန်းပေါင်း1200နီးပါးရှိတယ်ဆိုပေမဲ့ကျွန်းတိုင်းမှာလူမနေပါဘူး Maldivian လူမျိုးတွေနေတဲ့ local island ကကျွန်း200လောက်ပဲရှိတာပါ resort တွေဖွင့်ထားတဲ့ကျွန်းတွေက180လောက်ရှိပြီးအများအပြား resort တစ်ခုကိုကျွန်းတစ်ခုစီနဲ့တည်ဆောက်ထားတာပါကျန်တဲ့ကျွန်း800ကျော်လောက်ကိုတော့ပျော်ပွဲစားထွက်တာတွေဖိုက်ထုံးမွေးမြူရေးအတွက်သုံးတာတွေနဲ့လေဆိပ်တွေအဖြစ်အသုံးပြုပါတယ်အခုမချိုကတီနဒူးလို့ခေါ်တဲ့ local island တစ်ခုကိုသွားလေရင်းနဲ့မချိုလေ့လာခဲ့တဲ့ Maldivian လူမျိုးတွေရဲ့ lifestyle လေးကိုပြောပြပေးသွားမှာပါတီနဒူး local island ကသဘာဝအတိုင်းဖြစ်နေတဲ့ကျွန်းမြေနဲ့လူတွေထပ်ဖန်တီးချဲ့ထားတဲ့ကျွန်းမြေတွေပေါင်းစပ်ထားတာမို့ပုံမှန် local island တွေထက်ပိုကြီးတဲ့ကျွန်းတစ်ကျွန်းမှာမချိုသွားလေတဲ့အချိန်က Ramadan ကာလမို့ပုံမှန်ထက်ပိုပြီးတော့တိတ်ဆိတ်ပါတယ်ဥပုပ်ရာသီလည်းဖြစ် public holiday လည်းဖြစ်တော့လမ်းပေါ်မှာလူမတွေ့ရတဲ့လောက်ပါပဲဥပုပ်ရာသီမှာမနက်အာရုံကနေညနေနေဝင်ချိန်ထိရေတောင်မတောက်ဖဲဥပုပ်ဆောင်လာတာဆိုတော့လူတိုင်းကပူပြင်းတဲ့နေရောင်အောက်ကိုသွားလာလှုပ်ရှားတာတွေမလုပ်ဘဲအိမ်ထဲမှာပဲအေးအေးဆေးဆေးနားယူကြတာပါမချိုကတော့ရောက်တုံးရောက်ခိုင်းရှောက်လေဖို့စဉ်းစားထားတာဆိုတော့ပထမအဆုံးအနေနဲ့ဒီရေကန်လေးရှိတဲ့ပန်းချံလေးကိုသွားလေခဲ့ပါတယ်မြို့ထနဲ့မတူတဲ့အချက်ကတော့ပန်းချံကကြီးကြီးမားမားမဟုတ်ပေမဲ့ခဏတာအနားယူအပန်းဖြေဖို့လုံလောက်တဲ့နေရာလေးတစ်ခုပါပြည်သူတွေအနားယူအပန်းဖြေဖို့အတွက်နေရာတော်တော်များများမှာဒီလိုမျိုးပန်းချံလေးတွေလုပ်ပေးထားတာလည်းတွေ့ခဲ့ရပါတယ်ညနေဘက်နေကြချိန်တွေဆိုရင်တော့မိသားစုလိုက်လာပြီးအနားယူကြတဲ့ဆော့ကစားကြတဲ့ကလေးတွေနဲ့စီကားနေတာပါအားကစားကိုအရေးပေးတဲ့နိုင်ငံဖြစ်တာမို့ဘောလုံးကွင်းတွေကိုလည်းနေရာတော်တော်များများမှာတွေ့နိုင်ပါတယ်မချိုကတငယ်ချင်းရဲ့မင်္ဂလာဆောင်ကိုလာဝိုင်းကူပေးရင် local family နဲ့လည်းယဉ်ကျေးခွင့်ရခဲ့ပါတယ်ဆလမ်အလိုင်ကွမ်Maldivian လူမျိုးတွေကသူတို့ရဲ့မိခင်ဘာသာစကားဖြစ်တဲ့ DVH အပြင်ဒုတိယဘာသာစကားဖြစ်တဲ့ English ကိုပါခလေးလူကြီးမျိုးကောင်းကောင်းပြောနိုင်ကြပါတယ်အရန်ဖော်ရွေတဲ့ဒီ local မိသားစုလေးကမချို့ကို Maldiv လူမျိုးတွေရဲ့ရိုးရာအစားအသောက်လုပ်နည်းလေးတွေကိုလည်းသင်ပေးလိုက်ပါသေးတယ်Maldivian လူမျိုးတွေရဲ့နေ့စဉ်ဟင်းလျာတွေအဖြစ်တူနာနဲ့တခြားပင်လယ်စားတွေကိုအဓိကထားစားသုံးပါတယ်။အများသောအားဖြင့်ထမင်းသို့မဟုတ်ရိုရှီနဲ့ငါးဟင်းတစ်မျိုးမျိုးကိုတွဲဖက်စားပါတယ်။ Maldivian လူမျိုးတွေအများဆုံးစားတဲ့ငါးကတူနာဖြစ်ပြီးသူတို့ရဲ့ရိုးရာမုတ်တွေကိုလည်းတူနာငါးကိုအဓိကထားပြီးတော့လုပ်ကြတာပါ။ဒီနေရာမှာမချို့သဘောကျတဲ့နောက်တစ်ချက်ကတော့အိမ်တွေပန်းခြံတွေနဲ့လမ်းဘေးအနားယူတဲ့နေရာတွေတိုင်းမှာတွေ့နိုင်တဲ့ဂျောလီလို့ခေါ်တဲ့ကျိုးနဲ့လုပ်ထားတဲ့ထိုင်ကုန်တွေတန်းတွေပါဒီဂျောလီတွေကသူတို့ရဲ့ရိုးရာဆန်တဲ့ furniture တစ်ခုလို့တောင်ပြောလို့ရပါတယ်ထိုင်လိုက်တဲ့အခါမှာခန္ဓာကိုယ်ကိုတက်တောင့်တက်တာလေးဖြစ်စီလို့မချိုကတော့တော်တော်သဘောကျပါတယ်မချိုတငယ်ချင်းအစ်စ်ကလေးကမချိုအတွက် guide လုပ်ပေးတာဆိုတော့နီးနားမှာရှိတဲ့ public park နှစ်ခုသုံးခုကိုလည်းသွားလည်ခဲ့ပါသေးတယ်local guide လေးကမချိုသိချင်တာတွေကိုစိတ်ရှိလက်ရှိရှင်းပြပေးသလိုမချို့ကိုတက်ပုံနဲ့ဗီဒီယိုတွေလည်းရိုက်ပေးပါသေးတယ်ဒီလိုအမိုက်ကင်းစင်ပြီးရှင်းလင်းတက်ရက်နေတဲ့လမ်းတွေကသူတို့လူမျိုးတွေရဲ့စီကံလိုက်နာမှုနဲ့နိုင်ငံအပေါ်ချစ်စိတ်ကိုအထင်သာမြင်နိုင်ပါတယ်။အမြင်မှာကျွန်းလေးတစ်ကျွန်းပေါ်မှာနေတယ်ဆိုပေမဲ့တိုးတက်နေတဲ့နိုင်ငံတစ်ခုအနေနဲ့အရာရာလွယ်ကူချောမွေ့တဲ့မြို့ပြတစ်ခုလိုပါပဲ။တီနဒူ local island ကိုတရက်တာတောလည်ခင်ရခဲ့တဲ့မချို့အတွက်ကတော့နှွေးထွေးဖော်ရည်တဲ့သူတို့ရဲ့အခမ်းမှုတွေချစ်စရာကောင်းတဲ့ခလေးတွေအရသာရှိတဲ့အစားအသောက်တွေနဲ့လှပတဲ့အပန်းဖြေနေရာလေးတွေက memory လေးတစ်ခုအဖြစ်မချို့ရဲ့ journey မှာအမြဲရှိနေတော့မှာပါ။မချိုးရဲ့ blog လေးကိုဆုံးဖြတ်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ် blog လေးဒီမှာပြန်တွေ့မယ်နော် bye bye